သခင်ယေရှုတော်ကိုသူပဲချီးမွမ်းပါတယ်လို့ကျွန်တော်အမတန်မှချစ်ခင်လေးစားရတဲ့ဆရာရဲ့ခေါ်ဖိတ်ခြင်းမှာပေါ့နော်ဒီနေ့လာရောက်နိုင်တဲ့အတွက်လည်းယေရှုတော်ချီးမွမ်းလို့အသင်းတော်နဲ့ဆိုင်တဲ့မိသားစုတွေအားလုံးပေါ်မှာလည်းဘုရားသခင်ထလောင်းရသူပဲကောင်းချီးပေးပါစေဆရာတကယ်ဗိသိက်ခံစားတဲ့ဆရာဟုတ်တယ်ကျွန်တော်လက်တွေ့ခံစားရတာပေါ့နော်ကျွန်တော်အရင်ကျွန်တော် church မှာကျွန်တော်အရင် live လွှင့်ပြီးတော့မှဝတ်ပြုကိုးကွယ်ခြင်းတာပေါ့နော်ကျွန်တော်မှရှိတဲ့ဖုန်းလေးတစ်လုံးပေါ့နော်အဲ့ဖုန်းလေးကလည်းတိတ်ကောင်းတာမဟုတ်ပေါ့နော်ဒါမဲ့လည်းကျွန်တော်စိတ်ထဲမှာဘာဖြစ်ဖြစ်များစွာသောသူတွေလည်းနှုတ်ကပတ်တော်ရစေခြင်းတယ်အဲ့ဖုန်းလေးနဲ့ပဲဖုန်းလေးနှစ်လောက်ပေါ့နော်အယောင်လေးပြည့်ပြည့်လေးနဲ့ပဲပေါ့နော်ကျွန်တော်သွားလိုက်နောက်ကြားတယ်ဒီမှာအသင်းတော်မှာဆရာ share ပဲ live လွှင့်နိုင်တယ်အရန်ကောင်းတယ်ပစ္စည်းတွေလည်းအရန်ကောင်းတယ်သွားလေးလာရအောင်ဆိုမှကျွန်တော်ဒီမှာလာတာပေါ့နော်ဆရာလည်းမေးတယ်ဆရာလည်းစိတ်ရှည်စွာနဲ့လည်းရှင်းပြပေးတယ်အကုန်လုံးလိုက်ပြပေးတယ်ကျွန်တော်မှတော့ဘာမှတော့မရှိသေးဘူးဆရာဘာပြောလဲဆိုတာဆရာဖြစ်လာလိမ့်မယ်နော်သူကဘုရားနာမနဲ့ကျွန်တော်ပြောလိုက်တာဆရာဖြစ်လာမှာတော့ဘာမှမရှိပဲဒီမှာကြည်အားရတာပေါ့ဒါအားရဒါမှဆရာပြောပြီးသိမကြပါဘူးသိမကြပါဘူးဖျားကောင်းကင်တကားဖွင့်ပေးတယ်ဖျားနာမဘုံကြည့်ပါစေကြောက်ဖျားနာမနဲ့ဖျားဘုံတော်ကိုပြောတဲ့စကားတွေကလေတကယ်တန်ဖိုးရှိတာကျွန်တော်လည်းသိမ့်ပိုက်သွားတာဆရာပြောတဲ့စကားကျွန်တော်ကင်မရာတွေဆိုလဲကောင်းကောင်းလေးသုံးရတယ်စက်ပစ္စည်းတွေဆိုလဲကောင်းကောင်းလေးသုံးရတယ်တော့ online အတွက်ကောကျွန်တော်တို့အသင်းတော်အတွင်းပေါ့နော်အင်ဒိုအတွက်ကောအားလုံးဖျားကအံ့ဩရလောက်အောင်သူများတွေတစ်ခါပြောတော့အံ့ဩရအောင်ဖျားကောင်းကြီးပိတ်ကြောက်စရာကြီးဆိုတာဘယ်လိုမှတော့လေကြားဥတာရှောက်ပြောတာကိုယ်တိုင်မခံစားဘူးတကယ်ခံစားတဲ့အခါလေတော်ပြီလားဒါပဲလားသူတို့လာတာတော့သုံးတဲ့ပစ္စည်းတွေကဖျားကြီးစုပါဗျသိမ့်ထောင်ချီလာတော့ပေါ့နော်ဒါမဲ့ဆရာတော်ပြီလားတဲ့ဘယ်လောက်ထိတောင်ပြောလဲဆိုဆရာမပြောရင်ကျမတို့ခေါင်းမူးတယ်နော်အဲ့လိုပြောတာတော့ကျွန်တော်လည်းလိုအပ်တဲ့အရာလေးတွေပေါ့နော်အနာနာနဲ့ပဲကျွန်တော်တို့ပစ္စည်းကောင်းနေအင်တာနက်ခေတ်ဆိုတော့အကုန်လုံးသိတာလीနော်အကောင်းစင်နေပြောသမျှအကုန်ရတာအဲ့ဒါဖျားပြုတဲ့အမှုဖြစ်တယ်ဆရာလည်းဖျားရှင်တာရွေးချင်းမြောက်ကောင်းချီးပေးပါစေဖျားနာမ၌ပြုသမျှအရာလုပ်သမျှအရာအလုံးဟာမင်္ဂလာကောင်းချီးဖြစ်တယ်နေ့ထိုကဲ့သို့သောတင်းအုပ်ဆရာကိုဒီအသင်းတော်ပိုင်ဆိုင်ရဖို့ခွင့်ဖျားပေးတယ်ဖျားနာမှာဘုံချီပါစေပေါ့နော်အသင်းသူအသင်းသားတွေမှာအစရွေးအားလုံးပေါ့နော်ဆရာရဲ့နှုတ်ကပတ်တော်နဲ့အတူပြောတဲ့စကားအားလုံးကတကယ်အသက်ဝင်ပြီးမှအသက်ရှင်တဲ့ဖျားရဲ့ကောင်းကြီးဟာလက်တွေ့တိမ့်ပိုက်ခံစားရတာအမှန်တကယ်ပဲဟုတ်ပါတယ်ဒီနေ့ပေါ့နော်အစာရှောင်ဆူတောင်းတဲ့အစီအစဉ်မှာရောက်လာဖို့ပါဝင်ရဖို့အခွင့်ဖျားရှင်ပြင်ဆင်ပေးတယ်ပေါ့နော်အစာရှောင်ခြင်းအစီအစဉ်ဆိုတာကတကယ်ကိုပေါ့နော်ဖျားကိုယိုဖိတ်ပြီးနှလုံးသားတွေကနေတကယ်ချစ်တဲ့အခါမှာပြုနိုင်တဲ့အမှုတစ်ခုဖြစ်တယ်တခါလေကျွန်တော်အစာရှောင်ဆူတောင်းရအောင်လို့ပြောပေါ့နော်တခါလေအချိန်တတ်မှတ်လိုက်တယ်မနေ့၈နာရီဆိုတချို့ကဗာမိလဲဆို၈နာရီမထိုးခင်စားလို့ရလားအစာရှောင်ဆူတောင်းဟုတ်မဟုတ်ဘူးဘာမှမစားနဲ့ပေါ့နော်အချိန်တတ်မှတ်တဲ့အချိန်ထိပေါ့နော်အတူတကွဆူတောင်းရအောင်နေ့တော့လူသားအလုံးကအဓိကစားရေးတောက်ရေးပေါ့နော်ဒီကိစ္စအတွက်အများကြီးရှင်တန်ကြတယ်ဒီနေ့လူတွေအကြီးကျယ်အလုပ်လုပ်တယ်ဘာအတွက်လဲဆိုစားတောက်ဖို့ကိစ္စကနံပါတ်1ဖြစ်တယ်ပေါ့နော်နေ့စဉ်မိုးလင်းမိုးချုပ်ပင်ပန်းနဲ့နွမ်းနေတယ်ဘာလို့ဆိုတော့ကျွန်တော်ခန္ဓာကိုယ်သွေးသားကတောင်းကြတယ်ဒီစားရေးတောက်ရေးကိစ္စအတွက်ပေါ့နော်အခုဖျားမျက်မှောက်တော်ထဲမှာအရန်ကြိုက်နှစ်သက်တဲ့အစာစားခြင်းကိုခဏဖယ်လိုက်တာချိုးနှိမ်လိုက်တာကျွန်တော်ထင်တယ်ဒီမှာအစာရှောင်နေတဲ့သူတွေအစားတော့မကြိုက်တဲ့သူတယောက်မှမပါပါဘူးနော်ဟုတ်တယ်နော်အာယဘစားမှာပဲကျွန်တော်လည်းအတူတူပဲလीနော်အာဘသမင်းစားရလားဟင်းစားရလားကြိုက်တယ်နော်ဘာရှိမရှိညာဦးထီးနဲ့တခါလဲမွဲသားနဲ့ဟာလည်းတံမြာသီးလေးညှစ်ပြီးစားလိုက်ရရင်လည်းတော့အစင်ကိုပြေးနေတာပဲဘောနော်စားရတော့ရအားလုံးကြိုက်တယ်ဒါပေမဲ့ကျွန်တော်အကြိုက်နေတဲ့ဆုံးသောအရာကိုခဏဖယ်ပြီးတော့မှဖျားမျက်မှောက်တော့တိုးဝင်နေဆိုတာအမတန်မွန်မြတ်တဲ့အရာတစ်ခုဖြစ်တယ်ပေါ့နော်ဖျားရှင်လည်းကြိုက်နေတဲ့တာဟုတ်ပါလေကျွန်တော်ရဲ့အသွေးသားကတောင်းတတဲ့အရာအလုံးကိုခဏဖယ်လိုက်တာတ
ရက်အစာရှောင်အစီအစဉ်တစ်ခုပေါ့နော်ရန်ကုန်မှာကျွန်တော်နေတော့ဆရာတယောက်ကမေကွန်မေးတယ်အစာရှောင်ဆူတောင်းခြင်းဆိုတာဘာလဲဖြေတယ်တချို့လည်းအမျိုးမျိုးဖြေတယ်တချို့လည်းဘာဖြေရမှန်းမသိဘူးပေါ့နော်အဖြေတွေအများကြီးရတယ်ဒါပေမဲ့သူလိုချင်တဲ့အဖြေမရောက်ဘူးအစာရှောင်ခြင်းဆိုတာဘာလဲအဲ့တော့နောက်ဆုံးသူအဖြေပေးတယ်တေချာမှတ်ထားပါတဲ့အစာရှောင်ဆူတောင်းတယ်ဆိုတာကတဲ့အစာမစားဘဲနဲ့ဆူတောင်းခြင်းကိုခေါ်ပါတယ်ဟုတ်လားရိုးရိုးလေးပဲနော်အစာမစားဘဲနဲ့ဆူတောင်းတာကိုအစာရှောင်ဆူတောင်းခြင်းလို့ခေါ်ပါတယ်တဲ့ပေါ့နော်ဒါကြောင့်ဒီနေ့အစာရှောင်အစီအစဉ်မှာဘာကျွေးမလဲဆိုတာမပါဘူးပေါ့နော်တကယ့်ကိုသွေးသားနဲ့ဆိုင်တဲ့အရာအလုံးကိုလုံးဝတော့အစာအိမ်ထဲမှာအစာမရှိဘူးအဆိုင်ထဲမှာအစာရှိတဲ့ခါမှာကျွန်တော်ခန္ဓာသွေးသားကဒီအဆိုင်မှာလာအလုတ်လုတ်တဲ့ခါကျတော့မျက်စိကတောက်မခံနိုင်ဘူးပေါ့နော်မှိန်းသွားတယ်ဒီထဲမှာအစာမရှိတဲ့ခါသွေးသားကခန္ဓာကိုယ်တစ်ခုလုံးမှာလှည့်ပတ်ပြီးအလုတ်လုတ်တဲ့ခါမှာလန်းဆန်းမှုကိုကျွန်တော်တို့ရယူနိုင်တာဟုတ်ပါလေလို့ခဏဝิญဉ်ရေးရာဘိုင်းအတွက်အဓိကလိုအပ်တဲ့အရာတစ်ခုလည်းဟုတ်ပါတယ်အချို့နတ်ဆိုးတွေကအစာရှောင်ဆူတောင်းခြင်းမှတပါအဲ့နတ်ဆိုးကမထွက်တတ်ဘူးပေါ့နော်ဒါကြောင့်မလို့ကျွန်တော်ရဲ့အသက်တာမှာပြင်ဆင်မှုပေါ့နော်လုံးဝဖះကိုချစ်တဲ့စိတ်နဲ့ဖះနိုင်ငံတော်အတွက်ပြင်ဆင်တဲ့နေရာမှာအစာရှောင်ဆူတောင်းခြင်းဆိုတာလေအရေးကြီးတဲ့အငန်းတာကဏ္ဍတစ်ခုမှပါဝင်တာဟုတ်ပါတယ်တမန်ကျမ်းစာမှာကျွန်တော်ကြည့်တဲ့အခါမှာပေါ့နော်တကယ်အခက်ခဲပြဿနာရင်ဆိုင်ရတဲ့အခါမှာလေအစာရှောင်ပြီးဆူတောင်းကြတဲ့အပိုင်းလေးနေဟမိအခန်းကြီး1အငယ်လေးဒါဒီကျွန်တော်အလုံးသိပြီးသားအကြောင်းအရာလေးတွေပါပဲတော့အနေငယ်ပြန်နှွေးတဲ့သဘောပဲဖြစ်ပါလိမ့်မယ်နေဟမိမတ်စာအခန်းကြီး1အငယ်လေးမှာထိုစကားကိုကြားလျင်ငါသည်အင်တန်ကာလပတ်လုံးငိုကြွေးမိတမ်းလျက်အစာရှောင်လျက်နေ၍ကောင်းကင်ဘုံဤအရှင်ဖျားသခင်ရှိတော်၌ဆုတောင်းသောပတ္ထနာစကားဟူမူကားနေဟမိပေါ့နော်ဘိုးဘေးတွေနေတဲ့ပြည်နေရမြို့တစ်ခုလုံးပြတ်သွားပြီမြို့ရိုးလဲသွားပြီမြို့တကားလဲမီးလောင်လို့ကုန်သွားပြီဖန်စီခြင်းခံရတယ်အဲ့တဲ့ကနေလွတ်လာတဲ့တယောက်ကသတင်းလာပေးတာယေရုရှလင်မြို့ကပြက်ပြီးတော့မှမြို့မီးတခါတည်းတကားလေးလေလောင်ပြီးတော့မှဘာမှမကြမ်းဘူးပြောမယ်ဆိုဘိုးဘေးတွေနေထိုင်ရအရာကိုယ့်ရဲ့ချက်မြုပ်ရမြို့ဖြစ်မယ်မြို့ရိုးမရှိဘူးဆိုတော့လုံခြုံမှုမရှိဘူးတကားမရှိဘူးလုံခြုံမှုမရှိဘူးဘဝအသက်တာကနေနေညညစိုးရင်စရာကြောက်ရွံ့စရာထိတ်လန့်စရာကြုံဆုံလာရတယ်အကြီးအကျယ်ပြင်ဆင်လာပြီမဲ့တမဟုတ်ချင်းမှာအကုန်လုံးပြတ်တုံသွားတယ်ဘာမှမရှိတော့ဘူးဒီအခါမှာဘာလုပ်တယ်လဲနေဟမိကအခုနဖတ်သွားတဲ့ကျမ်းစာထဲမှာထိုစကားကိုကြားလျင်ငါသည်ထိုင်၍အင်တန်ကာလပတ်လုံးငိုကြွေးမိတမ်းလျက်အစာရှောင်လျက်နေ၍ကောင်းကင်ဘုံ၏အရှင်ဖျားသခင်ရှိတော်၌ဆုတောင်းသောပတ္ထနာစကားဟူမူကားတော့လေတွေ့ကြုံရတဲ့အတွေ့အကြုံတွေအမျိုးမျိုးရှိပါတယ်ရင်ဆိုင်ခံစားရတဲ့ပြဿနာအခက်အခဲတွေအမျိုးမျိုးရှိပါတယ်ရင်ဆိုင်တွေ့ကြုံပြီဆိုဦးဖျားဖျားကျွန်တော်တို့ဘာလုပ်တယ်လဲနေမိကဒီမှာတော့ပြောမယ်ဆိုလို့ရှိရင်တကယ်ဘယင်ရှိမှာဖလားတော်ဝန်ဟုတ်တယ်သူတည်င်းကိုကြားလာတဲ့ချက်ချင်းဘယင်ရှိကိုပြေးသွားပြီးတော့မှကျွန်တော်အမျိုးဖြစ်ရင်ဒီလိုတွေဖြစ်တယ်သူ့ယာရုနဲတာမှမဟုတ်တာဘယင်အနာမှာနေရတာဒါပေမဲ့သူ့ရဲ့နှလုံးသားအရန်ကောင်းတယ်ဘယင်ထက်ကြီးမြတ်တဲ့ဖယားသခင်ရှိအရင်သွားတာဖြစ်တယ်ဒီကိစ္စဘလို့ဖြေရှင်းမလဲဆိုတာထက်ဖယားရှိမှအရင်ငိုကြွေးတယ်ဖယားသခင်ရှိမှဆုတောင်းတယ်ဖယားရှိမှမျက်ရည်ကျတယ်ဒီနေ့ကျွန်တော်ရဲ့အားထုတ်ခြင်းကျွန်တော်ရဲ့မျက်ရည်ကျခြင်းကျွန်တော်ရဲ့အသက်တာရဲ့လုံလဝရိယပြုမှုအရာအလုံးကသခင်ဖယားရဲ့မျက်မှောက်တော်ထဲမှာယဉ်နေခြင်းစိုက်ပျိုးခြင်းရှိဖို့ဖယားသခင်သူကောင်းချီးပေးပါစေတခါလေကိစ္စတစ်ခုခုရင်ဆိုင်ပြီဆိုရင်ဘသူကိုပိုင်လဲဘသူနဲ့သွားတွေ့ရင်ကောင်းမလဲဘသူပြောရင်ကောင်းမလဲဆိုတော့များသောအားဖြင့်သူကိုဒါတော့စဉ်းစားတတ်တယ်ဒါပေမဲ့အရေးကြီးတာနေဟမိကတော့အစာရှောင်ပြီးတော့မှကိုကြိုက်ပါလေဆိုတဲ့အစာဟာရဘယင်နာမှာနေရတဲ့သူတယောက်တည်းအစားပူစရာမလိုဘူးကောင်းကောင်းစားစရာတွေရှိပြီမဲ့အဲ့ဒါသူ့အတွက်အရေးမကြီးတော့ဖယ်ထားလိုက်ဖယားမျက်မှောက်တော်ထဲမှာပဲမျက်ရည်ကျပြီးတော့မှလုံလဝရိယပြုလျက်သူဆူတောင်းတယ်
သူဘယင်ဘာမှပြောစရာမလိုပါဘူးဘယင်သူမျက်နှာကိုကြည့်တာနဲ့တန်းသိတယ်ဘာဖြစ်နေလဲမျက်နှာညှိုးငယ်နေတယ်အဲ့ခါမှသူပြောပြတဲ့အခါမှာဘယင်ရဲ့စိတ်နှလုံးသားကိုထိတွေ့တယ်သူလိုအပ်တဲ့အရာအလုံးပြင်ဆင်ပေးတယ်စာလည်းရေးပေးတယ်တစ်လားအကုန်လုံးတခါတည်းပြင်ဆင်ပြီးတော့မှသူ့အတွက်အကောင်းဆုံးလုပ်ပေးတယ်ဘာကြောင့်လဲနေဟမိကရှင်ဘုရင်ရဲ့နှလုံးသားကိုပိုင်တဲ့ဖယားသခင်ရှေ့ကိုအရင်သွားတာနော်အဲ့ဒီမှာသူဆုတောင်းတာဒီအရာအဖြစ်ရှင်ဘုရင်ရဲ့စိတ်နှလုံးကိုထိတွေ့ပြီးတော့မှသူပြုရတဲ့ခရီးစဉ်ပြန်လည်ပြီးတော့မှမြို့တိဆောက်ရတဲ့ကိစ္စတော်ဘီတို့တံပါလက်တို့အနောက်ရှက်တွေအမျိုးမျိုးရှိပေမဲ့ချိုဖြစ်နိုင်တဲ့ခွန်အားဖယားသခင်ပြင်ဆင်ပေးတယ်တော်ကွေးတိုက်ရင်ပြိုမဲ့အရာဘယ်ကနေကြောက်တွေအုပ်တွေယူมาလဲဟိုလောင်ထားတဲ့တွေကနေယူมาလားလူပိုင်းကကြည့်သူတို့မှဘာမှမျောလင့်စရာမရှိပေမဲ့အကြီးမြတ်ဆုံးသောဖယားသခင်ရှေ့မှာသူအချိန်ပေးခဲ့တဲ့အရာသူအစာရှောင်ပြီးငိုကြွေးဆူတောင်းခဲ့တဲ့အရာအလုံးကအနောက်မှာတိဆောက်မှုမှာလင်းမြန်စွာနဲ့ပြည့်စည်စေတယ်တလောက်မြို့ရိုးကြီးကို90နဲ့2ရက်ထဲနဲ့ဆောက်လို့ပြီးစီးသွားတာဖြစ်တယ်မဖြစ်နိုင်တဲ့ကိစ္စဆရာမေးကြီးအရှိရဒီစင်ဝင်ဆောက်တာဘယ်လောက်ကြာလဲလို့ပြောလဲအဆောက်အဦကြီးနော်အသင်းတော့ဆောက်တဲ့ခါမှာအဆောက်အဦမပြောနဲ့မီးစင်တာတော့တော်တော်ကြာတယ်လနဲ့ချီပြီးကြာတယ်မြို့ရိုးဆိုတဲ့အရာကြီးကို52ရက်နဲ့ဆောက်လုပ်နိုင်တယ်ဆိုတဲ့အရာကဘာလဲဆိုတော့ဖယားမျက်မှောက်တော့အရင်သွားစက္ကအနံအစာရှောင်ချိုးချံပြီးဆူတောင်းခဲ့တဲ့အရာတွေကပူပင်တော့ကရောက်เสียအားလုံးမပူပင်ရသည်တာမကလင်မြန်စွာညံမမိနိုင်အောင်ဖယားကတဘာဝလွန်ဂျေစုပြုပေးတဲ့ဖယားဖြစ်တယ်ဒါကြောင့်ကျွန်တော်အသက်တာမှာတချို့ကိစ္စတွေရင်ဆိုင်ရတဲ့အရာအားလုံးအမျိုးမျိုးရှိနိုင်ပါလေဆူတောင်းခြင်းနဲ့ဖယားကိုဥစွာပထမနေရာပေးတာအစာရှောင်ခြင်းချိုးချံခြင်းအဖြစ်ဖယားမျက်မှောက်တော်ထဲမှာကျွန်တော်တို့အချိန်တိုင်းကိုကြော်လွန်စေတဲ့အခါမှာကျွန်တော်တို့အတွက်ရှေ့ကြမဲ့အချိန်တိုင်းတွေကတူတူလေးဖြစ်သွားဖို့ဖယားကောင်းကြီးပေးလိမ့်မယ်ဖယားနာမတာယုံပုံကြည်ပါစေဖယားရှိမှရှေ့လျားစွာသောအချိန်ကိုပေးတဲ့အရာအလုံးကအပြင်မှာတကယ်လုံးရင်ရှေ့လျားစွာကုံဆုံးမဲ့အချိန်တိုင်းတွေကိုဖယားကတူစီတယ်စိတ်ပင်ပန်းစေမဲ့အရာတွေကိုပေးပြောက်ပေးတယ်အခက်ခဲတွေကိုလွယ်ကူစွာကြော်လွှားပွားဖို့ရန်အတွက်အားရင်ခွန်အားနဲ့ပြည့်စုံတဲ့ထာဝရဖယားသခင်ဟုတ်ပါတယ်ဒါကြောင့်အစာရှောင်ဆုတောင်းခြင်းကကျွန်တော်တို့တကယ်မင်္ဂလာဟုတ်ပါတယ်ဧဒရာအကြောင်းလဲကျွန်တော်မဖတ်တော့ပါဘူးပေါ့နော်အခန်းကြီး၄အငယ်15မှာဧဒရာအခန်းကြီး၄အငယ်15မှာဟာမန်ကတော်ဆိုးတာမော်ဒကဲသာမကယူဒလူတစ်မျိုးလုံးကိုသူကဖျက်ဆီးပစ်ဖို့အတွက်စာထွက်ဖို့အထိဘုရင်ရဲ့တစိ့ရဖို့အထိသူကကြိုးစားခဲ့ပြီးပြီဖြစ်တယ်ဒီခါမှာသူမဖြစ်တဲ့သူကိုဦးလေးကဘာပြောလဲဆိုတဲ့ခါမှာအေးဘုရင်ကိုပြောလိုက်တော့ဒီခါမှာအဲ့ဒီခေတ်ရထုံးစံကဘုရင်မခေါ်ဘဲနဲ့တွေ့လို့မရဘူးအသက်အန္တရာယ်ရှိတယ်အသက်အန္တရာယ်ရှိတယ်ဒီခါမှာဣသရာကဘာပြောသလဲဆိုတဲ့ခါမှာအစာရှောင်ခြင်းအမှုကိုပြုပါတမျိုးသားလုံးအစာရှောင်ပါသူကိုယ်တိုင်လည်းအစာရှောင်ပြီးဆုတောင်းနေပါမယ်ရင်ဆိုင်ရတဲ့ဘေးကအမတန်ကြီးပါနဲ့တမျိုးသားလုံးဆုံးရှုံးမဲ့ကိစ္စအသက်အန္တရာယ်ရင်ဆိုင်နေရတဲ့ကိစ္စဟာမန်ကလည်းဒေါသတအားကြီးတာအပြက်ကိုရှင်းပါဒါပေမဲ့လည်းဘယ်အရာနဲ့သူတို့ကျိုးဝင်လာလဲဘာမှမလုပ်ခင်ပါဖယားမျက်မှောက်တို့ကျိုးဝင်တယ်အစာရှောင်ပြီးမှဆုတောင်းစက္ကအနံ့ပြီးတဲ့အခါကျမှဣသရာကဘုရင်ရှိသွားတာဖြစ်တယ်ဘုရင်ကဣသရာကိုမြင်တာနဲ့သူ့ရဲ့စိတ်နှလုံးသားထဲမှာနူးညွတ်မှုဖြစ်စေတယ်အဲ့ဒါဖယားသခင်လုပ်ပေးတာဖြစ်တယ်ကြိုပြီးတော့မှအစာရှောင်ဆုတောင်းပြင်ဆင်ဖယားလက်ထက်မှာအမှုကိုအားပြီးမှကြံတဲ့ကိစ္စလုပ်တဲ့အခါမှာအသက်နဲ့ရင်းရမယ့်ကိစ္စကစိတ်နှလုံးသားနူးညွတ်ဖို့ဒီဖယားကပြောင်းပြန်လှန်ပေးတယ်။ဘာဖြစ်တယ်လဲ။နော်လုံရင်ပြောရမယ်ဆိုလို့ရှိရင်ဧဒရာမော်ဒကဲယူဒလူတစ်မျိုးသားလုံးအောင်ပွဲခံသွားတယ်။ဟာမန်ကနှိပ်စက်ချင်တာဟာမန်ကပြန်ပြီးဒုက္ခရောက်ရတယ်။
တောင်90မြင့်တဲ့တိုင်ပေါ်မှာတတ်ဖို့အတွက်ပြင်ဆင်ထားတဲ့အရာကသူ့ကိုရည်ရွယ်တဲ့သူကပဲအဲ့ပေါ်မှာတက်သွားရတယ်အစီအစဉ်အလုံးရန်သူရဲ့အစီအစဉ်အလုံးပြောင်းပြန်ဖြစ်သွားတယ်ဘယ်အရာနဲ့စတင်တယ်လဲအစာရှောင်ဆုတောင်းခြင်းအပြင်စတင်ခဲ့တဲ့အစီအစဉ်ကြီးဖြစ်တယ်ဖယားသခင်ရှေ့မှာခဏချိုးချံနေတဲ့အရာဖယားကိုမျှော်လင့်နေတဲ့အရာဖယားကိုကိုးစားနေတဲ့အရာအလုံးတို့အတွက်ဖယားသိမှတ်တယ်အံ့ဩဖွယ်သောမှုကိုဖယားပြုပေးလိမ့်မယ်ယုံကြည်တဲ့စိတ်ဖယားကိုချစ်တဲ့စိတ်နဲ့ခဏအချိန်ကိုကြော်လွန်နေတယ်ကျွန်တော်လည်းအစာရှောင်အစီအစဉ်တွေအသင်းတော်မှာမကြာခဏပြုတဲ့အခါမှာကျွန်တော်သိတယ်တနိုင်ကြော်လွန်ဖို့ဆိုတာဘုရားဝန်နိုင်မှုလေတစ်ခါလေစုံစမ်းခြင်းလာတာနော်ကျွန်တော်တစ်ခါဆူတောင်းတာပေါ့နော်ချက်မှာဆူတောင်းကျွန်တော်လည်းအပဲဟင်းတို့အမဲသားဟင်းအမွှေးလေးအရန်ကြိုက်ကျွန်တော်အမျိုးသမီးကလည်းအဲ့ဒါချက်တာအရန်တော်တော့ဆူတောင်းရင်းနဲ့ကျွန်တော်နှာခေါင်းထဲမှာဟာပဲဟင်းအနံ့လေးကလည်းမွှေးအမဲသားအနံ့လည်းနောက်ကနေဆက်ပြီးလိုက်လာဒါမဲ့ဆူတောင်းခြင်းနဲ့မှနှစ်မျိုးဆူတောင်းတော့ကြော်ဖြည့်ရမယ့်အချိန်တိုင်းကိုဆူတောင်းပြီးတဲ့အခါမှာအမျိုးသမီးမိတာဟုတ်တယ်မဟုတ်လားပဲဟင်းအမဲသားချက်လားဘာမှမချက်ဘူးအဲ့လေဘာမှမချက်ဘူးလေအစာရှောင်နေနေဘာမှမချက်ဘူးစုံစမ်းကြည့်ရတယ်အဲ့လိုလာတာကိုယ်အကြိုက်နဲ့လာတာလေနော်ကိုယ်အကြိုက်နဲ့လာတာသခင်ယေရှုခရစ်တော်ဖျားရှင်ရက်ပေါင်း40လုံးအစာရှောင်ပြီးတော့မှပေါ့နော်အမှုတော်မြတ်အတွက်သူပြင်ဆင်တဲ့အခါမှာပေါ့နော်ရှင်မသက်အခန်းကြီး4မှာကျွန်တော်တွေ့ရပါတယ်တကယ်ဆာလောင်မွတ်သိမ့်နေတဲ့အချိန်မှာလာတဲ့စုံစမ်းခြင်းကပါလေဒီကြောက်ခဲကိုမုတ်လုပ်ပြီးစားလိုက်ပါလားလာဗိုက်စားတာနဲ့လာတဲ့စုံစမ်းခြင်းနဲ့ကွက်ကြည့်အဲ့နေရာမှာဆိုတော့ခရစ်တော်မလုံနိုင်ဘူးလားလုံနိုင်တယ်လုံပြီးတော့မှဗိုက်စားတာနဲ့အတော်ပဲလုံစားလိုက်လို့ရတယ်မလုံပါဘူးလူဒီမုတ်အဖြစ်အသက်မွေးရမည်မဟုတ်ဘူးဖရာသခင်မိန့်တော်မူသည်မြတ်အဖြစ်ကျွန်တော်တို့အသက်မွေးဖို့အခွင့်လည်းဖရာပြင်ဆင်ထားတယ်ဒါကြောင့်သခင်ဖရာပြင်ဆင်တဲ့ဒီနှုတ်ကပတ်တော်အဖြစ်တော့ဆက်လက်ပြီးတော့မှအစာရှောင်ခြင်းအမှုမှာဆက်လက်ရပ်တည်မယ်ဆက်လက်ပါဝင်သွားမယ်ဆက်လက်ဆုတောင်းသွားမယ်ရှေ့မှာဘိုးဘေးကြီးရဲ့အသက်တာမှာနမိတ်လက္ခဏာသက်သေနဲ့တကွကောင်းကြီးပေးသလိုကျွန်တော်တို့အရောက်စီတိုင်းရဲ့အသက်တာအတွက်လည်းသခင်ဖရာရဲ့ဂျေဇုနဲ့ညီသက်ချင်းကောင်းကြီးကရှိနေပြီးသားဟုတ်ပါတယ်အဖဖျားနာမတာယဘုန်းကြီးလျက်မင်္ဂလာရှိပါစေအဲ့တော့ဖယားဝတ်၌ကျွန်တော်မွေ့လျော်တယ်လို့ပြောတဲ့အခါမှာပေါ့နော်အခက်ခဲရှိမှလားပြဿနာရှိမှလားအစင်မပြေမှပဲဆူတောင်းရမှာလားအစာရှောင်ဆူတောင်းတယ်ဆိုတဲ့အခါမှာတကယ်အခက်ခဲဒုက္ခပြဿနာရင်ဆိုင်ရမှဆူတောင်းရတဲ့ကိစ္စမျိုးလားမဟုတ်ပါဘူးအဲ့လိုမျိုးအခက်ခဲရှိတဲ့အခါမှာဆူတောင်းနိုင်တယ်လို့ဖယားကိုချစ်တဲ့စိတ်နဲ့ဖယားနဲ့လုံးဝမိတ္တဟာယဖွဲ့ခြင်းနဲ့အဲ့ဒီနှလုံးသားနဲ့လေကျုံရဲ့အသက်တာကိုအမြဲတမ်းပြင်ဆင်ထားနိုင်တာဟုတ်ပါတယ်ဖယားနဲ့မိတ္တဟာယဖွဲ့ခြင်းကကျုံရဲ့အသက်တာမှာနံပါတ်1အမြဲတမ်းဖြစ်နေဖို့ဟုတ်ပါတယ်ဘောနော်မဿဲ 6:33 ကျောင်းအားလုံးသိတယ်ဘုရားသခင်နိုင်ငံတော်နဲ့ဖြောင့်မတ်ခြင်းတရားတော်ကိုရှေးဥစွာရှာပါနောက်မှထိုရာများကိုထပ်၍ပေးတော်မူလတံပြောတဲ့အခါဖယားကိုနံပါတ်1နေရာမှာကျွန်တော်ထားတဲ့၍ဖယားသခင်ကသင်ရဲ့နှလုံးသားအကြံစီကိုသိတယ်သင်ရဲ့နှလုံးသားကွက်လက်ကိုသိတယ်သင်ရဲ့မျက်ရည်ကျခြင်းကိုသိတယ်သင်ရဲ့လိုအပ်မှုကိုသိတယ်သူကဖြည့်ဆည်းပေးခြင်းနဲ့ဖယားဖြစ်တယ်ဖယားကိုပဲမျှော်လင့်ပြီးတကယ်ဖယားကိုခိုလုံကူးစားလာတဲ့အခါမှာသခင်ဖယားရဲ့ကျေးဇူးတော်၌မင်္ဂလာကျေးဇူးကောင်းကြီးကိုကျွန်တော်သိမ့်ပိုက်ရယူခံစားရတာဟုတ်ပါတယ်ရှင်လုကာခရစ်ဝင်အခန်းကြီး10လဲမှာကျွန်တော်ကြည့်တဲ့အခါမှာပေါ့နော်ဖယားသခင်ပြုတဲ့အရာမာရီမာသအကြောင်းကျွန်တော်တွေ့ရတယ်အငယ်38မှာရှင်လုကာခရစ်ဝင်အခန်းကြီး10ငယ်38ကနေ42မှာကြည့်တဲ့အခါညီမ2ယောက်ညီမချင်းတူပေမဲ့သူရဲ့ရှင်သန်မှုမတူကွဲပြားခြားနာတာကိုကျွန်တော်တွေ့ရတယ်ဒီအကြောင်းရလဲကျွန်တော်သိပြီးသားဖြစ်တဲ့အတွက်ဒီတိုင်းလေးပဲကျွန်တော်ပြောသွားပါမယ်ကျမ်းပိုက်လေးကမှတ်ထားလို့ရပါတယ်မာရိ
သခင်ယေရှုခရစ်တော်လာတဲ့အခါမှာသူကဘာလုပ်လဲဆိုတဲ့အခါမှာသခင်ဖျားရဲ့ခြေတော်ရင်းမှနေပြီးတော့မှစကားတော်ကိုနားထောင်တယ်။ကျောင်းမှာဝိညာဉ်ရေးရာကိစ္စရှိတယ်လို့လူမှုရေးကိစ္စဆိုတာလည်းရှိတယ်။နှစ်ခုလုံးအရေးကြီးတယ်။အဲ့အရေးကြီးတဲ့ထဲမှာဘယ်ဟာကပို့ပြီးဦးစားပေးတဲ့လဲနော်။ဒီဟာလေးဟုတ်ပါတယ်။သခင်ဖျားနာမှာထိုင်ပြီးမှစကားကိုနားထောင်တယ်။ခြေရင်းနာမှာအဲ့မှာသခင်ယေရှုခရစ်တော်ဖျားရှင်ကမာရိကိုပြောတာကဘာလဲဆိုတဲ့အခါကောင်းသောအဖို့ကိုရွေးယူပြီးညီမနှစ်ယောက်ရှိတယ်တယောက်မိဖို့ဆောင်မှာအလုပ်များနေတယ်ဘာကြွမှမဟုတ်ပါဘူးသခင်ယေရှုကိုအဲ့ဖို့ပြုဖို့အတွက်ပဲသူအလုပ်ရှုပ်နေတာမာရိကတော့သခင်ဖျားရဲ့အနားမှာနေပြီးမှစကားကိုနားထောင်တယ်ကိုရောဘာပြောမလဲဆိုတဲ့စကားကိုစိတ်ဝင်စားတယ်သူ့ရဲ့အသက်တာထဲမှာစာငတ်မှုရှိတယ်ဒီခါမှာသခင်ဖျားကအတိမတ်ပြုလိုက်တယ်သင်ကကောင်းသောအဖို့ကိုရွေးယူတယ်ခဏဒီမှာရှိတဲ့သူတယောက်စီတိုင်းကျွန်တော်သိတယ်ဒီမှာအလုပ်အားလို့လာထိုင်နေတာတော့မဟုတ်ဘူးနော်လောက်ကင်စရာတွေအသီးသီးအားလုံးရှိမှာပဲဒါမဲ့ဒီနေ့သင်ပြုတဲ့အမှုတွေသင်ကောင်းကြီးခံစားဖို့ဖရာသခင်အလိုရှိတယ်ခုဘေးကလူပြောလိုက်ရအောင်ပေါ့နော်ဘာပြောမလဲဆိုသင်ဟာကောင်းသောအဖို့ကိုရွေးယူပြီလို့ပြောလိုက်ပါပြောပါဘေးမှာမရှိရှင်းနောက်လည်းပြောလို့ရပါတယ်သင်ဟာကောင်းသောအဖို့ကိုရွေးယူပြီဟာလေလုယာခဏဗိမာန်တော်ထဲမှာဒီယာဒီဥဒုထဲမှာဟုတ်မနဲ့ငါးနိုင်တွေကနော်ခန္ဓာပိုင်းဆိုင်ရာမှာအားနေတဲ့ယုံယုံမှုရှိရင်လည်းကောင်းတဲ့အဖို့ကိုရွေးယူတဲ့အတွက်ကြောင့်ကြည့်လိုက်တဲ့အခါမှာအတွင်းဝိညာဉ်ရဲ့အရှင်ကမျက်နှာမှာပေါ်လွင်နေတယ်ရွှင်လန်းနေကြတယ်ဘုရားရှင်သာရွေးကောင်းကြီးပေးပါစေအဲ့ဒီလန်းဆန်းမှုကဝိညာဉ်ရေးအပိုင်းကနေတက်လာတာဖြစ်တယ်ကောင်းသောအဖို့ကိုရွေးယူပြီလို့မာရိကိုပြောတယ်ပြီးတဲ့အခါမှာသခင်ယေရှုခရစ်တော်ကနောက်တစ်ချက်ပါပြောလို့ဆိုတော့အဲ့ဒီရွေးယူလိုက်တဲ့အရာကိုအပယ်သူများမနှုတ်မယူနိုင်ဘူးဒီနေ့သင်ရွေးယူလိုက်တဲ့အရာကိုဘယ်သူမှလာဆွဲထုတ်လို့မရဘူးဖခင်မျက်မှောက်တော်ထဲမှာလာပြီးတော့မှဖခင်ကိုချစ်ပြီးတော့မှဒီနေ့ချိုးချံစွာကျင့်ခြင်းဖခင်ကိုမျှော်လင့်ခြင်းစက္ကပ်ခြင်းအနံ့ခြင်းအော်ဟစ်ခြင်းငိုကြွေးခြင်းအားလုံးဖခင်သိမှတ်တယ်ဖခင်ကသင်အတွက်သင်ကိုယ်တိုင်ရွေးလိုက်တဲ့အရာပေါ်မှာဒီအရာဘယ်သူမှလာဆွဲထုတ်လို့မရဘူးဒါကြောင့်နေ့စဉ်ကျွန်တော်တို့မှာရွေးယူဖို့ရန်အရာတွေအများကြီးရှိပါတယ်။ဘာရွေးမလဲ။မနဲ့မိုးလင်းတာနဲ့ဘာရွေးမလဲ။ဒါနေ့တိုင်းရွေးရတဲ့ကိစ္စ။ဒီနေ့ဘာချက်မလဲ။ဈေးသွားမလား။ဟုတ်ပေါ့နော်။ဒါမှမဟုတ်လို့ရှိရင်လေဘာ message တွေဝင်နေတယ်လဲ။နော်။ကိပိကပတ်စံရောက်သလား။ဘာသတင်းတွေထူးတယ်လဲ။ဒီဘက်မှာလည်းဘာရှိလဲ။စံစာအုပ်ရှိတယ်။တော့ဒုထောက်ပြီးမှဆူတောင်းနိုင်ဖို့လေဘုရားပြင်ဆင်ထားတဲ့အချိန်နာရီရှိတယ်။ဘယ်အရာကိုရွေးမလဲဘယ်အရာကိုရွေးမလဲ။ကောင်းပါတယ်ဆိုတဲ့အလုံးထဲမှာမှအကောင်းဆုံးသောအဖို့ကိုရွေးယူနိုင်ဖို့ဘုရားသခင်သူကောင်းချီးပေးပါစေ။ဒီမှာမာရိကသူရွေးတာကိုသူရတာဖြစ်တယ်။သခင်ရှုမင်းဒါရွေးရမယ်လို့အတင်းဘာမှမလုပ်ဘူး तू အလဲပဲသွားတာကိုရွေးတဲ့အရာကိုရတာဖြစ်တယ်ဒါကြောင့်ဘုရားကလွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ကျွန်တော်အားလုံးကိုပေးထားပြီးသားဖြစ်တယ်ပေါ့နော်တော့လူပိသားစွာနေလို့ရတယ်လွတ်လပ်စွာဆက်ရုပ်လို့မဟုတ်ဘူးလွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ဟိုအိမ်ဒီဥယျာဉ်တွေကပေးထားတာဒါမဲ့ကျွန်တော်တို့ရွေးယူမှုမမှားဘူးအကောင်းဆုံးကျွန်တော်ရဲ့အသက်တာမှာနေ့စဉ် dailyနေ့စဉ်ရွေးချယ်ရတာမျက်လုံးနှလုံးဖွင့်ပြီဆိုတာနဲ့စရွေးရပြီစရွေးရပြီအဲ့တော့ကျွန်တော်ရွေးချယ်မှုတွေကနှုတ်ကပတ်တော်နဲ့ဆိုင်တဲ့နေရာမှာဥစွာပထမမြုပ်နှံလိုက်ခြင်းကကျွန်တော်တို့ကောင်းချီးဖြစ်တယ် Facebook ကိုကျွန်တော်တို့တစ်ခါလေအရင်ရွေးလိုက်တယ်အဲ့မှာတစ်ခါပြန်ရွေးရတယ်ဒါ like လုပ်ရမှာလားဒါ share လုပ်ရမှာလားဒါမှ comment ရေးရမှာလားဘာလုပ်နေရလဲလူက decision
လုံနေရတယ်ရွေးချယ်မှုပြုနေရတယ်ဒီအရာအလုံးကဝိညာဉ်ရေးရာတကယ်ရွေးချယ်မှုမှာအားနည်းစေတယ်ဒါကြောင့်နံပါတ်1ဖယားနဲ့ဆိုင်တဲ့အရာမှာပဲကောင်းသောအဖို့ကိုရွေးယူနိုင်ဖို့မိမိအသက်တာကိုနေ့စဉ်ပြင်ဆင်ထားနိုင်ပါစေခဏရွေးချယ်မှုကလည်းသင်ကိုယ်တိုင်ရွေးတဲ့အတွက်သင်ကိုယ်တိုင်ခဏရတဲ့ကောင်းကြီးလဲဟုတ်ပါတယ်မာတာမိဖို့ဆောင်မှာအလုံးများနေအလုံးများနေတယ်အပြစ်တင်တဲ့စိတ်သူ့ထဲမှာအရင်ဖြစ်လာတယ်သခင်ယေရှုလှမ်းတိုင်နေတယ်ကျမတယောက်တည်းကိုပြစ်ထားတယ်တဲ့ကျမတယောက်တည်းကိုပြစ်ထားတယ်နည်းနည်းလာကူဖို့ပြောပေးပါအောင်လာကူဖို့ပြောပေးပါအောင်အဲ့ဒါသူ့ရဲ့ရွေးချယ်မှုသူ့ရဲ့ပင်ပန်းမှုလူမှုရေးကိစ္စတွေမှာသူသွားတယ်ဖယားစကားတော်အတန်အရင်မရှိတဲ့နှလုံးသားကအနှောက်အယှက်ရှိတယ်နုညံ့မှုတွေတိမ်မွေ့မှုတွေအားနည်းသွားတယ်ပြီးတဲ့အခါမှာဖယားစကားမရှိတဲ့အခါမှာပြစ်တင်ဝေဖန်မှုကအလိုလိုအထဲထဲမှာရောက်လာတယ်ဖယားစကားနဲ့ပြည့်နေတဲ့အခါမှာဇာတိပဂရိနဲ့ဆိုင်တဲ့အရာကချိုးနှိမ်ပြီးသားဖြစ်ပါတယ်ဒါကြောင့်ကိုယ်တိုင်ရွေးရတဲ့အရာမှာအကောင်းဆုံးပြင်ဆင်နိုင်ဖို့ဟုတ်ပါတယ်သခင်ယေရှုခရစ်တော်ကိုပဲလေတိုင်ကြားတယ်ယေရှုခရစ်တော်ကဘာပြောဆိုမင်းဟာစိုးရင်နှောက်ယှက်ခြင်းခံရတယ်သူ့ထဲမှာစိုးရင်မှုရှိတယ်ပင်ပန်းမှုရှိတယ်သူ့စိတ်ကသူ့ကိုပြန်နှောက်ယှက်တယ်သခင်ယေရှုကိုဘာကျွေးရမလဲဘာလုပ်ပေးရမလဲဘာပြင်ဆင်ပေးရမလဲသူကလူမှုရေးကိစ္စထဲမှာစိုးရင်ပူပန်မှုတွေတအားများသွားတယ်အဲ့တဲ့ကောင်းတဲ့အဖို့ကရှေ့မှာရှိနေပြီမဲ့ तू မရွေးယူမိဘူးဒီနေ့ကျွန်တော်ရဲ့အသက်တာမှာလည်းသတိထားเสียရှိတယ်သခင်ယေရှုခရစ်တော်ကမာသကိုဘာပြောလဲဆိုတော့သင်၌တခုလူသေးတယ် तू လုံနေတာတွေမကောင်းဘူးလို့သခင်ယေရှုခရစ်တော်မပြောဘူးကိုရောအတွက် तू လုံနေတာပဲလုံနေတာပဲဒါပေမဲ့မင်းမှာတခုတော့လူသေးတယ်အဲ့တော့ကျွန်တော်သက်တာပြန်ဆန်းစစ်ဖို့ဖြစ်တယ်ကောင်းတဲ့အရာတွေမြောက်များစွာလှုပ်ဆောင်နေပေမဲ့အကောင်းဆုံးသောအရာမလုပ်မိပဲကြံခဲ့နေသလားဘောနော်မိမိအသက်တာကိုပြန်ဆန်းစစ်ဖို့ဟုတ်ပါတယ်ဖယားအမှုတော်ထဲမှာအများကြီးလုံနေပေမဲ့အဲ့ဒီဖယားနဲ့တခါလေအဆက်အသွယ်ပြတ်တယ်ကျမ်းစာဖတ်ဖို့အချိန်မရှိဘူးဆုတောင်းဖို့အချိန်မရှိဘူးဒါပေမဲ့အမှုတော်နဲ့ပတ်သက်တဲ့ကဏ္ဍမှာတခါလေကျွန်တော်မအားမလတ်ဖြစ်တယ်အဲ့ဒီခါမှာဘာဖြစ်လာလဲဆိုတော့ကြာမခံနိုင်တော့ဘူးပင်ပန်းသွားတယ်နွမ်းနယ်သွားတယ်နောက်ဆုံးမာသလိုပဲငါတယောက်တည်းလုံနေရတယ်ငါလည်းဘယ်သူမှလားမကူပါလားစာတိပဂရိရဲ့နှောက်ယှက်ခြင်းရောက်ရှိလာတတ်တယ်ဒါကြောင့်တို့ရဲ့ရွေးယူမှုသခင်ဖျားမျက်မှောက်တော်ထဲမှာဆူတောင်းတယ်စက္ကတ်တယ်အစာရှောင်တယ်အနံ့တယ်ဆိုတဲ့အရာကဖျားကြိုက်နှစ်သက်တဲ့ရွေးယူမှုဟုတ်ပါတယ်မာသမှာလိုသောအရာတစ်ခုလို့ပြောတဲ့အခါမှာသခင်ဖျားကိုဦးစားပေးပြီးတော့မှသူနဲ့အတူတူမိတ္တဟာယဖွဲ့တဲ့အရာတစ်ခုသူ့မှာအာနည်းနေတာဟုတ်ပါတယ်တက်ကြွစွာအလုံးလုံးတာကောင်းတယ်အစီခံတာအမတန်မှကောင်းတယ်ပေါ့နော်ဖျားကိုတော့တကယ်ချစ်ပြီးသည့်ကာလဖျားကိုတကယ်ယူသည်ပြီးသည့်ကာလသခင်ဖျားရဲ့အသံကိုနေ့တိုင်းစငတ်ရအောင်သခင်ဖျားဒီနေ့ငါအတွက်ဘာပြောမလဲဖျားမျက်မှောက်တော်ထဲမှာတိုးဝင်ပြီးသူနဲ့အပြန်အလှန်မိတ္တဟာယဖွဲ့ခြင်းကျွန်ရဲ့အသက်တာမှာအမြဲတမ်းရွေးယူနိုင်ဖို့ဘုရားသခင်သူပဲကောင်းချီးပေးပါစေအိတ်စိတ်စွာကိုးကွယ်တဲ့အချိန်ရှိပါစေ quiet time လို့ခေါ်တာပေါ့နော်ဘုရားနဲ့ကျွန်တော်ရဲ့ကြားမှာအဲ့ဒီအချိန်ကလေးဘယ်သူမှသိစရာမလိုဘူးခရစ်တော်ကိုယ်တိုင်ပြောတယ်ဆုတောင်းရင်ဘာလုပ်မလဲတကားကိုပိတ်ပြီးတော့မှမထင်ရှားတဲ့နေရာမှာရှိတဲ့ဘုရားကိုဆုတောင်းရင်ထင်ရှားတဲ့မင်္ဂလာကျေးဇူးကောင်းကြီးတွေဘုရားသခင်ကပြင်ဆင်မဆပေးလိမ့်မယ်โอเคကျွန်တော်မိခွန်းလေးတစ်ခုမေးမယ်ပေါ့နော်အဲ့တော့သခင်ယေရှုခရစ်တော်ကတကားပိတ်ခိုင်းတယ်ပေါ့နော်အခုနေသခင်ယေရှုခရစ်တော်ရှိမယ်ဆိုရင်ဘာပိတ်ခိုင်းမယ်လို့ထင်ပါသလဲစိတ်နှလုံးနဲ့ပတ်သက်တဲ့အပြင်နဲ့ဆိုင်တဲ့အရာတွေပေါ့နော်မဝင်ဖို့နှလုံးသားတကားကိုပိတ်ထားမယ်ဖျားနဲ့ပဲဆက်သွယ်မယ်တဲ့ thank you ပါဖြေလို့ရပါလေဖြေကြည့်ပါဦး
ဆူတောင်းပြီဆိုချုံလေးဆိုလာတယ်တခါတည်းကျွန်တော်နားလည်ပြရတဲ့ကိစ္စတော့တသက်ရှိတချို့ကဟိုဂျူတီမအားတဲ့ကြားရောက်အောင်လာတယ်ဟိုဂျူတီကအရေးအကြောင်းဆိုလမ်းခွင်တော့ဖွင့်ထားရတာလीနော်ဒါမျိုးကိစ္စတော့တသက်ရှိပါဒါမဲ့လည်းကျွန်တော်အိမ်မှာလွတ်လပ်စွာဆူတောင်းတဲ့အချိန်ဖယားနဲ့ဆက်သွယ်တဲ့အချိန်မှာအဲ့ဒါလည်းကျွန်တော်ပိတ်ထားရမှာဖြစ်တယ်နော်ဖယားနဲ့ပဲတိုက်ရိုက်လွတ်လပ်စွာကိုးကွယ်နိုင်မှုဖြစ်တယ်ဒေါက်တာယုံကြည်ချိုးရဲ့သက်သေခံချက်တစ်ခုထဲမှာနော်သူတို့တိတ်နေ့ကို8နိုင်လောက်ဆူတောင်းတဲ့သူလို့ရေးတယ်ပေါ့နော်ဆူတောင်းတယ်သူယုံပါလေသူဆူတောင်းတယ်အဲ့ချိန်မှာသူယုံပါသူဆူတောင်းနေတဲ့အချိန်မှာပဲသူယုံဖုန်းဝင်လာတယ်ပေါ့နော်အရေးကြီးတဲ့ဖုန်းအဲ့ဒါနဲ့သူရဲ့လူကြီးပေါ့နော်ခန့်ထားတဲ့လူကြီးလာပြီးတော့မှဒေါက်တာယုံကြည်ချိုးလာခေါ်အရေးကြီးဖုန်းလာလို့ဘာလို့လဲနိုင်ငံတော်သမ္မတကိုယ်တိုင်ဆက်တာအဲ့ဒေါက်တာယုံကြည်ချိုးကပြောလဲဆိုတာငါဆူတောင်းနေတယ်ပြီးရင်ပြန်ဆက်မယ်လို့ပြောလိုက်ပါသူဖုန်းလက်ခံပြီးမပြောဘာကြောင့်လဲအမြင့်ဆုံးသောဖယားနဲ့စကားပြောနေတာအမြင့်ဆုံးသောဖယားနဲ့မိတ္တဟာယသူဖွဲ့နေတာပြီးမှသူစကားပြောတယ်နားလဲပါလေတစ်ဖက်ကလည်းပေါ့နော်ငါလူကြီးလို့သူလည်းအဲ့လိုမရှိဘူးသူတဲ့ကြီးတဲ့ဖယားကိုသူလည်းယုံသိပြီးသားဖြစ်တာနော်ဒါကြောင့်ဒီနေ့ကျွန်တော်တို့ရောက်စီတိုင်းရဲ့အသက်တာမှာကျွန်တော်ရဲ့အတွေးအခေါ်တွေလည်းပိတ်ရတယ်တခါလေဆူတောင်းရင်းနဲ့ကျွန်တော်အာယုံကဘာဖြစ်လဲခရီးထွက်တယ်လူရတာဒီမှာရှိတာအာယုံကခရီးထွက်တယ်နော်သူမထွက်အောင်တကားလဲပိတ်ထားပါဖယားနဲ့ပဲတခါလေကြတော့ကျွန်တော်တို့ကဟိုပါလေ shopping တွေပါရောက်ရင်ရောက်သွားတယ်လူကဒါဖျားကြောင်းထဲမှာမျက်စိမိတ်ဆူတောင်းတာလူက shopping center မှာရောက်ချင်ရောက်သွားတာပေါ့နော်ဒါကြောင့်မလို့တကားပိတ်ပါလို့ပြောတဲ့အခါမှာဒါလည်းလေ့ကျင့်ရတာဟိုကြထွက်သွားလိုက်ပြန်ဝင်လာလိုက်ခန္ဓာသာဒီမှာစိတ်ကထွက်သွားလိုက်ပြန်ခေါ်ရတာနော်သူကပါသွားတာလေပြန်ခေါ်ဖယားနဲ့မိတ္တဟာယဖွဲ့ဆူတောင်းစက္ကအနန္တတဲ့အရာအလုံးသခင်ဖယားကတိမှတ်တဲ့ဖယားသခင်ဖြစ်တယ်နော် Worship the Lord your God with all your heart with all your mind with all your strength ရှိသမျှအရာအလုံးဖယားကိုသွန်မောက်ပြီးမှကျွန်တော်ကိုးကွယ်ဖို့ရဟုတ်တယ်မြန်မာလူမှာတော့အကျွင်းမဲ့ဆိုတဲ့စကားသုံးတာပေါ့နော်အကျွင်းမဲ့ဆိုတာကျွန်တော်သင်္ချာမှာဆိုလို့ရှိရင်စားတဲ့ပု္ပ္ပာမှာကျွန်တော်တွေ့ရတယ်အကျွင်းမကြံတာဒါကြောင့်ဖယားနဲ့ကျွန်တော်နဲ့ထိတွေ့တဲ့နေရာထိတွေ့တဲ့ကြားမှာအကျွင်းလေးတွေမရှိဘဲနဲ့ 100% ဖယားနဲ့9မိနစ်ဖြစ်ချင်ဖြစ်မယ်10မိနစ်ဖြစ်ချင်ဖြစ်မယ် daily အသက်တာမှာ15မိနစ်ဖြစ်ချင်ဖြစ်မယ်ဒါပေမဲ့အဲ့ဒီ9မိနစ်10မိနစ်15မိနစ်ကperfect ထိတွေ့ခြင်းနဲ့မိတ္တာရောက်ဖွဲ့ခြင်းဖြစ်နေဖို့ဖျားရှင်ကောင်းကြီးပေးပါစေလုံးဝအပြက်အဲ့ဒီအချိန်တိုင်းကိုပေးပြီးတော့မှကိုးကွယ်ခြင်းကကျွန်တော်တို့လာမဲ့အနာဂတ်နဲ့ကျွန်တော်တို့ပြုရမယ့်အမှုရာအားလုံးအတွက်ထူးခြားတဲ့မင်္ဂလာကောင်းကြီးကျေးဇူးတွေခံစားရဟုတ်တယ် praying ဆုတောင်းတယ်တော့ဆုတောင်းစရာတွေဒီခက်မှာအများကြီးပဲတော့ကိုယ်နိုင်ငံအတွက်လည်းကျွန်တော်ဆုတောင်းရတယ်နိုင်ငံတကာအတွက်လည်းဆုတောင်းပေးရတယ်အရှိအလယ်ပိုင်းလည်းကျွန်တော်ဆုတောင်းရတယ်စသည်အဖြစ်ဆုတောင်းစရာတွေမြောက်များစွာရှိတယ်တကယ်အာယုံထားပြီးမှဆုတောင်းပေးတယ်ဆုတောင်းပေးတယ်ဆုတောင်းသမျှအရာအလုံးကျွန်တော်တို့ဘာကြောင့်ဆုတောင်းတယ်လဲဆိုတဲ့အခါမှာခေါ်ရင်ထူးတဲ့ဖယားရှိလို့ကျွန်တော်ဆုတောင်းတာဖြစ်တယ်တောင်းရင်ပေးမယ်ဆိုတဲ့ဖယားရှိလို့ကျွန်တော်တို့ဆုတောင်းတာဖြစ်တယ်အချို့ဘာသာတရားမှာကျွန်တော်မေးကြည့်တယ်ပေါ့နော်။ तू ကဆူတောင်းခိုင်းလားဆိုတော့မတောင်းခိုင်းဘူး။မတောင်းခိုင်းဘူး။ပေးမယ်လို့ပြောလားပေးမယ်လို့လည်းမပြောဘူး။ဒါမဲ့သူတို့ဗာလဲဂရိမပြီးတဲ့သူရှိမှဆူသွားတောင်းနေတယ်။တချို့ကြလည်းမတောင်းခိုင်းလို့မတောင်းဘူးတဲ့ပေါ့နော်။ကိုစူးစမ်းကိုလှုပ်ဆောင်ရင်ကိုရမယ်။ဒီနေ့ကျွန်တော်တို့အရန်ကျေးဇူးတော်ချီးမွမ်းဖို့ဖြစ်တယ်။တို့ကဆူတောင်းပိုင်ခွင့်ရှိတဲ့သူတွေဖြစ်တယ်နော်။တမန်လူမဟုတ်ကျွန်တော်ဘိုးဘေးတွေခက်မှာဆိုလို့ရှိရင် tabernacle မှာပေါ့နော်။အိုးယေဘရဟိတ်ဒီကနေတစ်ဆင့်ဘုရားရှိသွားရတယ်အသက်ရှင်ဆုံးသောအခန်းဆိုတစ်နှစ်မှတစ်ကြိမ်ဝင်ရတာ။ဒါမဲ့ယေရှုခရစ်တော်လက်ဝါးကတ်တိုင်တော်ပေါ်မှာအသက်ဆုံးတဲ့အခါမှာဒီတဲတော်ပေါ့နော် tabernacle ရဲ့
ဒီကာထားတဲ့အသက်ရှင်ဆုံးသောကလကာကအထက်ဆုံးကနေအောက်ဆုံးထိဒီကလကာကဘာမှချုပ်ရိုးချုပ်သားမပါဘူးတစ်ဆက်ထီးတော့အရာအထက်ဆုံးကနေအောက်ဆုံးထိနှစ်ချမ်းပြန်ပြန်ကွဲသွားတယ်အတိတ်ဘက်ကယေရှုခရစ်တော်လက်ဝါးကတဲ့ပုံမှာအသေးခံပြီးတဲ့နောက်ပိုင်းမှာတော့ဖယားသခင်ထံသို့ကျွန်တော်တို့တိုက်ရိုက်တိုးဝင်ချင်းကပ်လို့ရသွားတယ်အဲ့ဒီအခွင့်အရေးတော်တော်ကြီးတာတမန်အခွင့်အရေးမဟုတ်ဘူးတအားကြီးတဲ့အခွင့်အရေးဒါမဲ့ကျွန်တော်တို့တစ်ခါလေရမှန်းမသိဘူးဘိုးဘေးတွေမရခဲ့ဘူးကျွန်တော်တိုက်ရိုက်ကိုးကွယ်ခွင့်ဖယားသခင်ပြင်ဆင်ပေးတယ်လိုင်းမပြတ်ဘူးအမြဲတမ်းခေါ်ရင်ထူးတယ်ဘေးမကုန်ဘူးကြိုက်တဲ့လောက်ပြောလို့ရတယ်တော့ဘေးကုန်တဲ့အရာကအကြာကြီးပြောတာဘေးမကုန်တာသိမပြောဖြစ်ဘူးဖယားရှင်ရှိမှကျွန်တော်တို့အာသွန်ခွန်ဆိုင်မြုံနှံခြင်းအရာအလုံးဖယားကသိမှတ်တယ်ဖယားကကောင်းချီးပေးတယ်ပို့ဆောင်တယ်မှဆတဲ့ထာဝရဖယားဖြစ်တယ်ဒါကြောင့်ဖယားရှိတော်မှာရောက်တဲ့ခါတိုင်းတော့တိတ်ဆိတ်ငြိမ်ဝှက်စွာနဲ့ be still and know that I'm God ငြိမ်ဝှက်စွာနေပြီးတော့မှဖယားသခင်ဒီဖယားဖြစ်ကြောင်းသိမှတ်အချိန်ပေးရတယ်ဖယားဘလောက်ကြီးမြတ်တယ်လဲဖယားအယံသခင်ဖယားသခင်ရဲ့ကောင်းမြတ်ခြင်းနဲ့ငြိမ်ဝှက်စွာနေအဲ့ချိန်တမာတိလည်းရှိဖို့ကျွန်တော်ရန်ကုန်မှာအတွေ့အကြုံရှိတယ် Don't pray ကျွန်တော်ဥဆောင်တဲ့ဆရာတယောက်ရှိတယ်ဆူတောင်းတစ်ချက်ဆူတောင်းပြီးတဲ့အခါမှာ be still and know that I'm God အားလုံးညင်ဝတ်စွာနေပြီးတော့မှဖယားသည်ဖယားဖြစ်ကြောင်းသိမှတ်ရအောင်အားလုံးသိမှတ်တာတော်ကြပြီကျွန်တော်ဆရာဆူတောင်းချက်နောက်တစ်ချက်မသွားဘူးအဲ့တော့တယောက်ကြည်လာအိပ်ပျော်နေကျွန်တော်ဥဆောင်နေဆရာအိပ်သွားတယ်နော်ပလင်ပေါ်မှာသူတို့တူထောက်ပြီးအိပ်သွားတယ်အဲ့လိုမဖြစ်ဘူးလေဗျာကောင်းကြီးပေးပါစေနော်တခါလေကျွန်တော်အရင်သွေးသားပိုင်းဆိုင်ရာတော့ရှိတာပေါ့နော်ငိုက်သွားတယ်ဒါပေမဲ့ control ကျွန်တော်ဘယ်လောက်ထိတောင်ကျွန်တော် personal ကျွန်တော်ခံယူလဲဆိုနောက်ဆုံးဆူတောင်းရင်အိပ်ပျော်သွားရင်တော့မင်္ဂလာရှိတယ်အဲ့အိမ်မက်ထဲမှာဘုရားစကားလာပြောလိမ့်မယ်ကျွန်တော်အဲ့လောက်ထိယုံတယ်ဆုမတောင်းမဲနဲ့အိပ်သွားတာတော့အဆင်မပြေတော့ဆုတောင်းရင်လည်းနောက်ဆုံးအိပ်ပျော်သွားပါစီဦးဘုရားကသူ့ဆုတောင်းနဲ့အိပ်သွားတာသူ့သဘောပေါက်တယ်သူဖန်ဆင်းထားတဲ့လူသားသူ့ရဲ့ကျွန်တော်တို့မှာထက်ထားတဲ့သွေးသားကြောင့်သူကောင်းကောင်းကျွမ်းတယ်အိမ်မက်ထဲကနေကောင်းကြီးဖြစ်စေအောင်ပါဒါကြောင့်ဖယားကိုးကွယ်တဲ့နေရာမှာကျွန်တော်တို့အရှုံးဆိုတာတော့ဘာမှမရှိဘူးဖယားသခင်နဲ့ fellowship မိတ္တဟာယကိုဖွဲ့နေတာဖြစ်တယ်အရန်အရေးကြီးတယ်ဘုရားကလူကိုအရန်ချစ်တာကပ္ပဦးကျမ်းခန်းကြီး3မှာလည်းပေါ့နော်နေအေးသောအချိန်မှာဘုရားသခင်ပါလာလို့လေအာရန်ဧဝရှိကိုလာတာဘာလို့ရှာမိတ္တဟာယဖွဲ့ချင်တာဘာတော့အပြစ်တွေလုပ်ပြီးပုံနေရတာပေါ့နော်မိတ္တဟာယဖွဲ့ဖို့လာတဲ့ဖယားနဲ့ကင်းကွာနေရတယ်ဒါမဲ့ကျွန်တော်သိရမှာကဖယားကလူကိုဖန်ဆင်းပြီးဒီတိုင်းမထားခဲ့နေအေးသောအချိန်မှာလာတယ်အတူတူလာရောက်မိတ္တဟာယဖွဲ့ခြင်းနဲ့ဖယားသခင်ဖြစ်တဲ့အတွက်အပြန်အလှန်မိတ္တဟာယဖွဲ့နိုင်ဖို့အမြဲတမ်းပြင်ဆင်ရအောင်မိတ္တဟာယဆိုတဲ့အဓိပ္ပာယ်ကအပြန်အလှန်ရှိတယ်တစ်ဖက်သက်မဟုတ်ဘူးဒါကြောင့်ဖယားနဲ့ကျွန်တော်ရဲ့ကြားမှာတော့ဆူတောင်းခြင်းရှိတယ်ဖယားပြန်ပြောတဲ့အပံကိုလည်းကျွန်တော်ကြားနိုင်တယ်နံပါတ်1ဘာအဖြစ်ကြားနိုင်လဲနှုတ်ကပတ်တော်အဖြစ်ကြားနိုင်တယ်နံပါတ်2 inner man ကျွန်တော်ရဲ့အတွင်းစိတ်ဝိညာဉ်တွေကနေလည်းဖယားသခင်စကားပြောနိုင်တယ်နံပါတ်3ကျွန်တော်ရဲ့ဒီစက္ကူနာကနေလည်းပြောနိုင်တဲ့ဖယားဖြစ်တယ်ကျွန်တော်အဲ့လောက်ယုံတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်ကိုးကွယ်တဲ့ဖယားကတည်နေတဲ့ဖယားမဟုတ်တော့ကြောင်းအသက်ရှင်တဲ့ဖယားဖြစ်တော့ကြောင်းနှုတ်ရှိတဲ့စကားပြောတယ်ကျမ်းစာကိုပေးပြီးတော့မှပင်စင်ယူသွားတဲ့ဖယားတော့မဟုတ်အလုံးလုံးနေတဲ့ဖယားတန်ရှင်တော်ဝိညာဉ်တော်အဖြစ်နေတိုင်းကျွန်တော်တို့ကိုသွေးဆောင်တယ်တန်ရှင်တော်ဝိညာဉ်တော်တကူတော်အဖြစ်ကျွန်တော်တို့ကိုအမြဲတမ်းလမ်းပြပေးတယ်ဒါကျွန်တော်မှခဏရှိနေတာတိကျတဲ့ address ပေါ့နော်ပြောမစို့ okay ခမီးတော်ဘယ်မှာရှိပါသလဲခမီးတော်ဖယားဘယ်မှာရှိပါသလဲလိပ်စာအတိအကျလေးပေါ့ပြောပါမချက်ပါနဲ့ဘယ်မှာရှိလဲမြင့်ဆုံးသောကောင်းကင်ဘုံပလင်ထက်မှာရှိတယ်သားတော်ယေရှုခရစ်တော်ဘယ်မှာရှိပါသလဲ
ယေရှုခရစ်တော်ဘယ်မှာရှိပါသလဲတော့ရှင်မြန်ထမြောက်ပြီးတော့မှရက်ပေါင်း40ကိုထင်ရှားပြတယ်ပြီးတော့ဘယ်ရောက်သွားလဲဘယ်မှာလဲခမီးတော်လက်ရဘက်မှာရှိတယ်အတိကျတဲ့ address တန်ရှင်တော်ဝိညာဉ်တော်ဘက်မှာရှိတယ်အခုကျွန်တော်တို့ ਨੇ အတူရှိတယ်ငါသွားရင်တန်ရှင်တော်ဝိညာဉ်တော်ကိုဆေလွှတ်ပေးမယ်ဝိညာဉ်တော်ရှိနေခြင်းသည်ယေရှုခရစ်တော်ရှိနေခြင်းနဲ့အတူတူပဲဖြစ်တယ်ခမီးတော်အတူရှိနေခြင်းနဲ့အတူတူပဲဖြစ်တယ်ဖယားနံဝိညာဉ်ဖယားဒါပေမဲ့တိကျတဲ့ address ပေါ်မှာဆိုတော့ခဏဝိညာဉ်တော်ဖယားကကျွန်တော်တို့ ਨੇ အတူတူရှိနေတာဖြစ်တယ်အဲ့တော့ကျွန်တော်နဲ့အတူတူရှိနေတာကျွန်တော်တို့ကသူနဲ့စကားမပြောရင်ဘယ်လိုလုပ်မလဲကျွန်တော်အိမ်မှာတခါလေဧည့်သည်လာတယ်အိမ်မှာမိသားစုရှိတယ်ဘယ်သူနဲ့မှစကားမပြောဘူးဘယ်လိုများဖြစ်မလဲအဆင်မပြေဘူးအဲ့နဲ့မှ fellowship ရှိတယ်နော်အပြန်လှန်စကားပြောတယ်ဘာဟင်းစားမလဲနော်လက်ဖေးတောက်ပြီးပြီလားလို့စသည်အဖြစ်အပြန်အလှန်လေးမိတ္တာရရှိတယ်နေ့စဉ်တန်ရှင်တော်ဝိညာဉ်တော်ဖျားပြောတဲ့အသံလဲကိုတော်ပြောပါလို့ကျွန်တော်ဝန်ခံပါသူ့မှာနီလန်းအသွေးသွေးရှိတယ်ခတ်သိမ်းသောအရာအဖြစ်ကျွန်တော်တို့ကိုစကားပြောတယ်ဖျားဖြစ်တယ်လမ်းပြပြီးတဲ့ခြာဝရဖျားသခင်ဖြစ်တယ်ကိုလည်းပြောမယ်သူလည်းလမ်းညွှန်မယ်သူလည်းပြောမယ်ဒါကအပြန်အလှန် fellowship ကျွန်တော်ဆုတောင်းခြင်းအမှုမှာတကယ်နှလုံးသားသွန်လောင်းပြီးမှ sorry ကိုယ်ွယ်မှုအရာအလုံးမှာအဲ့ဒီတန်ရှင်တော်ဝိညာဉ်တော်ရဲ့လမ်းပြမှုခံစားရတယ်သူပေးတဲ့ခွန်အားခံစားရတယ်သူဖွင့်ပြတဲ့အရာတွေမြင်ရတယ်တမှုကောနေလိဆိုတာကဖခင်အရန်ချစ်တဲ့သူဟုတ်တယ်သူကသူ့ရှိမှရှိတဲ့သူတွေအားလုံးနဲ့မလုပ်လဲဆုတောင်းတာစားရှောင်တာသူတို့ဘာသိလဲဘာမှသိတာမဟုတ်ဘူးဖခင်ချစ်တဲ့စိတ်တစ်ခုနဲ့ပဲကိုးကွယ်တာဒါပေမဲ့တစ်ဖက်မှာဘယ်သူရှိလဲဆိုပေတရုရှိတယ်နော်ဒီမှာလဲဖခင်ကဖွင့်ပြတယ်ပေတရုလည်းဟိုမှာအစာရှောင်ပြီးအထက်ခန်းမှာသူဆုတောင်းနေတဲ့အခါမှာကောင်းကင်ကဟိုးဝလုံကြီးကျလာပြီးတော့မှသူ့ကိုကြိုပြင်ဆင်ပေးတယ်အကောင်တွေဒါတွေတတ်စားဒါတွေဘယ်လိုစားမှလဲနော်ဖခင်ကကြိုပြင်ဆင်ပေးတယ်သူသွားရမယ်လမ်းအကျွဲဂျူးတွေကအရန်ခွဲခြားမှုရှိတယ်ဒါပေမဲ့ဖခင်ကမရရအောင်ဆွဲခေါ်တယ်သွားရမယ်လမ်းအကျွဲဒီခါမှာကောနေလိရှိရောက်ရတယ်သွားတဲ့လူတွေလည်းတေချာနော်ဘုရားကလမ်းပြပြီးလမ်းဖြောင်းအမိရှိတဲ့လမ်းအဘယ်သွားဗမာအမဆူတောင်းနေတဲ့သူနဲ့တွေ့လိမ့်မယ်ပေတရုကလည်းလိုက်လာပြီးတော့မှတပါးအမျိုးသားများတိုင်အောင်ကောင်းကြီးခံစားဖို့ဆူတောင်းနေသောသူတွေကိုဘုရားအရန်ချစ်တယ်အရန်စိတ်ဝင်စားတယ်သူတို့ရဲ့လိုအပ်မှုကိုဘုရားသခင်သိတယ်သူတို့ရဲ့နှလုံးသားကိုဖြည့်ဆည်းပေးဖို့ဘုရားသခင်အရန်စိတ်ဝင်စားတယ်သူတို့ရဲ့ spiritual level နောက်တစ်ခုကိုမြင့်တင်ပေးဖို့ဘုရားကအမြဲတမ်းပြင်ဆင်မဆာပေးတဲ့ထာဝရဘုရားသခင်ဟုတ်ပါတယ်ဒါကြောင့်ခဏကျွန်တော်တို့အရောက်စီတိုင်းရဲ့အသက်တာမှာကျွန်တော်အားပေးခြင်းနဲ့ထပ်ပြီးတော့မှဂုံလဲဂုံယူတယ်ဘုရားဝတ်မှာမွေ့လျော်နေကြတာဒီຢာထဲမှာဆက်လက်ပြီးတော့မှအားပြုသွားပါအံ့ဩဖွယ်သောအမှုများရှင်းမှာသင်ကိုယ်တိုင်ခံစားမယ်သင်ကိုယ်တိုင်မြင်တွေ့မယ်သင်ကိုယ်တိုင်သိမ့်ပိုက်ခံစားရမှာဖြစ်တယ်နောက်ဆုံးတစ်ချက်လေးပြောပြီးကျွန်တော်အဆုံးသတ်ခြင်းတယ်ပေါ့နော်မိခင်ကြီးတယောက်ရှိတယ်သူ့သားတယောက်တော့ဆူတာတော့အတော့စားသမားဖြစ်တယ်အမေဖြစ်တဲ့သူကလည်းဆူတောင်းဒါမဲ့သားကပူဆိုးတော့ကြုံဘူးလားမသိဘူးကျွန်တော်အတင်းတော်မှလည်းရှိတယ်ဆရာဆုမတောင်းလို့ရှိရင်သားကနည်းနည်းအဆင်ပြေတယ်ဆုတောင်းရင်တော့ပူဆိုးသွားတယ်ဆုတောင်းမတောင်းရမလို့ဖြစ်တယ်ပေါ့နော်အမှန်တော့မဟုတ်ဘူးမာနကအဲ့ဒီနည်းနဲ့နှောက်ယှက်တာဖြစ်တယ်ဆုတောင်းတယ်စင်မပြေဘူးဒါနဲ့သူတရားဟောပွဲတစ်ခုသူရောက်သွားတာပေါ့နော်ဆရာကြီးကလည်းဘာဝင်ငှလဲဆိုတော့ဆုတောင်းခြင်းမှာဖရားအဖြေပေးမယ်ဖရားအသက်ရှင်တယ်ဖရားဖြစ်တယ်ခေါ်ရင်ထူးတယ်ဖရားဖြစ်တယ်ဒါနဲ့ဒီအမျိုးသမီးကြီးကဆရာရှိကိုသွားတာပေါ့နော်ဆရာကျမသားအတွက်ကျမဆုတောင်းနေတာနှစ်ပေါင်းဘယ်လောက်ရှိပြီဆရာပြောလို့ပဲဆုတောင်းတာပဲဘာမှထူးမလာဘူးအဲ့တော့ဆရာကြီးကသူ့ကိုပြောလို့ဆို dry prayer or wet prayer
စွနေတဲ့ဆူတောင်းခြင်းလား6တွေ့နေတဲ့ဆူတောင်းခြင်းလားတခါလေဆူတောင်းနေကြဖြစ်တဲ့အခါမှာကျွန်တော်တို့က6တွေ့သွားတယ်သမယိုးကြလို့ဖြစ်သွားတယ်အတွင်းကတကယ်နှလုံးသားတော်လောင်ပြီးကိုးကွယ်ရမယ်အရာတွေဆူတောင်းရမယ်အရာတွေကြံခဲ့တတ်တယ်ဒါနဲ့ဒီအမျိုးသမီးကြီးကသဘောပေါက်တယ်သူအိမ်ပြန်သွားတယ်သူ့ရဲ့ကတင်ပေးမှာသူဒူးထောက်ပြီးတော့မှဒီတစ်ခါတော့သူအရင်နဲ့မတူတဲ့ထူးခြားတဲ့ဆူတောင်းခြင်းအတန်သူ့ထဲကပြန်ထွက်တော့နော်မျက်ရည်တွေတစ်ခါတည်းစီးကြလာသူ့သားတော့သူဆူတောင်းဘာမှမကြောက်သူ့အသားသူ့ရဲ့သားပေါ့မိုးပြီးမှသူ့မိမနဲ့ရန်ဖြစ်ပြီးအိမ်ရောက်လာတာအိမ်အပေါက်မှလေးကကြားနေပြီးအမေကသိတယ်တောင်းချမ်းနေပြီအော်ဟစ်ပြီးမှလာပြီဒါမဲ့မိခင်ကြီးကတော့ဘုရားသခင်ရှိမှဆက်ပြီးတော့မှသူ့သားရဲ့နာမည်နဲ့မျက်ရည်ကျပြီးမှသူဆူတောင်းသူ့သားကရောက်လာအမြဲအမေဆူတောင်းနေတာဒါပေမဲ့ဒီတစ်ခါသူ့အမေဆူတောင်းတဲ့အတန်ကသူ့အတွက်တော်တော်ထူးခြားတယ်တခါမှမကြားဘူးတဲ့အတန်ကဲ့သို့ဖြစ်တယ်ငိုတဲ့အတန်တွေပါနေမျက်ရည်ကျပြီးတော့မှဆူတောင်းနေတယ်ဆိုတာသိတာနေဒါကတေချာနားထောင်သူ့နာမည်နဲ့မိခင်ဟာအာရပါရဆူတောင်းတဲ့အတန်ကြားပြီးတော့မှသူကိုယ်တိုင်အခန်းထဲဝင်သွားတယ်အမေဘေးမှာဒူးထောက်တယ်ဖျားရှိရှိမှာသားအတွက်ဆူတောင်းပေးပါလို့ဆူတောင်းခံပေးတဲ့အခါမှာအဲ့ဒီနေ့ကစပြီးတောက်လျှောက်ပြောင်းလဲပြီးဖျားအမှုတော်ပင်ဆောင်သွားတယ်တကယ်ဆူတောင်းခြင်းထဲမှာသွန်လောင်းလာတဲ့အခါမှာနှစ်ပေါင်းများစွာတောင်းရတဲ့အရာက3-4မိနစ်အတွင်းမှာဖျားပြီးစီးစေလူတယောက်ရဲ့စိတ်ဝိညာဉ်ကိုပြောင်းလဲစက္ကန့်အနှံစေတာဟုတ်တယ်ဒါကြောင့်ခဏဆူတောင်းခြင်းအတွက်ကျွန်တော်လေအားပေးလေကျွန်တော်တို့ကိုယ်တိုင်လည်းဆူတောင်းနေပါလေကျွန်တော်တို့မှာဆူတောင်းခြင်းဆိုတာကလေနှိမ်ချခြင်းလည်းဖြစ်တယ်ဆူတောင်းခြင်းဆိုတာဘုရားဟောအားကိုးခြင်းဖြစ်တယ်ဆူတောင်းခြင်းဆိုတာကိုယ့်အရှုံးပေးခြင်းလည်းဖြစ်တယ်ကျွန်တော်မတတ်နိုင်ဘူးကျမမတတ်နိုင်ဘူးကိုတော်ပဲတတ်နိုင်တယ်ဆိုတဲ့အဓိပ္ပာယ်လေဟုတ်ပါလေလို့ဒါကြောင့်ဆူတောင်းခြင်းအဖြစ်ဘုရားမျက်မှောက်တော်မှာဆက်လက်တွန်းဝင်ချဉ်ကပ်သွားဖို့ဖြစ်တယ်ဘုရားသခင်ကတော့ကျွန်တော်တို့ဆုမတောင်းခင်ကပင်ပေးခြင်းနေတဲ့ဘုရားဟုတ်တယ်သူကကျွန်တော်တို့ကိုချစ်တဲ့ဘုရားသခင်ဟုတ်တယ်ကျွန်တော်တို့ကောင်းကြီးခံစားတဲ့အခါနမိတ်လက္ခဏာခံစားတဲ့အခါမှာလဲသတိရှိဖို့တခုပေါ့နော်ငါဆုတောင်းရလွန်အားကြီးလို့ဆိုတာမဟုတ်ဘူးဖယားချစ်လွန်အားကြီးလို့ခံစားတာပဲဖြစ်တယ်ငါဘလူတွေအစားဆောင်ဆုတောင်းလိုက်လို့ဆိုတာထက်ဖယားရဲ့မေတ္တာကငါရှိကိုယိုစီးလာတဲ့အတွက်လို့လေဝန်ခံနိုင်ဖို့ဖယားကောင်းချီးပေးပါစေဘာကြောင့်လဲကျွန်တော်ရဲ့အကျင့်အဖြစ်တော့ဘာမှမရနိုင်ဘူးဖယားမေတ္တာအဖြစ်ပဲရနိုင်အဲ့ဒီဖယားမေတ္တာစီစဉ်ဖို့အတွက်ကျွန်တော်တို့ကဆုတောင်းခြင်းအပြင်ကျွန်တော်ရဲ့နှလုံးသားတကားကိုအမြဲတမ်းဖွင့်ဖို့ဖြစ်တယ်။တိုင်းနိုင်ငံတကားတွေကိုဖွင့်ဖို့ဖြစ်တယ်။မိသားစုရဲ့တကားတွေကိုဖွင့်ပေးဖို့ဖြစ်တယ်။ဖခင်ရဲ့မဟာဘုန်းသည်စီစဉ်ပြီးသည့်ကာလအသစ်သောမင်္ဂလာကျေးဇူးကောင်းကြီးကိုအရောက်စီတိုင်းတာ၍သိမ့်ပိုက်ရယူခံစားကြအောင်မှဖြစ်တယ်။ယခုပင်ခံစားနေပြီဖြစ်တယ်။အာမင်။တာ၍ကြွယ်ဝခြင်းနဲ့မင်္ဂလာအပေါင်းဆက်လက်ရယူခံစားမှဖြစ်ပါတယ်။နှုတ်ကပတ်တော်အဖြစ်ရောက်စီတိုင်းဖခင်သခင်တာ၍ကောင်းကြီးပေးပါစေ။တခြင်းလေးချီးမွမ်းဖို့ရှိလားကျွန်တော်မျိုးသမီးလည်းပါတော့ဗောနော်ကျွန်တော်တခြင်းလေးတပုတ်အားဖြင့်ဗောနော်ချီးမွမ်းပါမယ်လို့ကတာပါပြီပဲခဏလေးစောင့်ပြီအဲ့တော့ကျွန်တော်ရဲ့နေတယ်ဓမ္မနိုရင်းဟောတော့ကျွန်တော်နဲ့အတူတူတွဲဖက်ပြီးမှုတော်မြတ်မှာထမ်းရွယ်ပါဝင်နေတာဖြစ်ပါတယ်လို့ကျွန်တော်နဲ့အတူပါလာတော့ဆရာစောပတ်တန်ဖြစ်တယ်အသင်းတော်ဓမ္မမှုတော်ဆောင်ပဲဖြစ်ပါတယ်ကျွန်တော်တို့ချင်းမွမ်းမဲ့တခြင်းလေးကစာလံ23ပဲဖြစ်ပါတယ်အားလုံးတူတူပါရရင်လေဒီဆိုကြရအောင်ချီးမွမ်းကြရအောင်ထာဝရဘုရား
the candy you know it donation kaya do ye na do lan pya di so ye sing lan do ya ma you know go access di be kaya you know di say ye jin shi be Jam siya baby one more go jai ale shout twa ye ya do le we do ka go ma chao ko ma ya mya i le jo di chno ma sa di lo jong do ya do ko sao diရောက်စီတိုင်းသခင်ဘုရားထံကကြွယ်ဝသောမင်္ဂလာကျေးဇူးတာ၍သိမ့်ပိုက်ရယူခံစားကြပါစေ